လန်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မန္တလေးတိုင်းညောင်ဦးခရိုင်ညောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြို့နယ်တာဝန်ခံကိုကြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘောနော်လွန်ခဲ့တဲ့2025ဇန်နဝါရီလ9ရက်နေ့မှာကျွန်တော်တို့ပကံပြည်ဘလူးတက်တေးပေါ့နော်ကျွန်တော်တို့ဒီညောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနော်အဖွဲ့ရဲ့ကျွန်တော်ပေးမှာကျွန်တော်2025တွင်းမှာနော်ကျွန်တော်ညောင်မြို့နယ်တွင်းမှာစစ်ရေးဖော်ဆောင်မယ်လို့ကျွန်တော်တရားဝင်စာထုတ်ပြန်ခဲ့ပါတယ်ကျွန်တော်ကျေဝင်စာထုတ်ပြန်ခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ညောင်မြို့နယ်မှာ2025အတွင်းမှာကျွန်တော်တို့တိုက်ပွဲပေါင်းများစွာဖော်ဆောင်နိုင်ခဲ့ပါတယ်ဒါအပြင်ကျွန်တော်တို့ညောင်မြို့နယ်အတွင်းမှာကျွန်တော်တို့နေမြေတော်တော်များများကိုလည်းကျွန်တော်တို့အနေနဲ့ထိန်းချုပ်ခဲ့ပါတယ်ကျွန်တော်ပေးခဲ့တဲ့ဂတိအတိုင်းပဲကျွန်တော်တို့2025ခုနှစ်အတွင်းမှာစစ်ကောင်စီလက်ပါစီအများပြားကိုကျွန်တော်တို့ရှင်းလင်းနိုင်ခဲ့ပါတယ်ကျွန်တော်တို့နေမြေအတွင်းမှာစစ်ကြောင်းတွေထူးတယ်စစ်ကြောင်းထူးတဲ့စစ်ကြောင်းတွေတော်တော်များများကိုလည်းကျွန်တော်ဖျက်ပြီးတော့ဖျက်တော့ကျွန်တော်တို့ခြေမုံနိုင်ခဲ့ပါတယ်ဗျပြီးရင်ကျွန်တော်တို့ဒီ2025အတွင်းမှာစစ်ကောင်စီဘက်ကကြာဆုံးမှုတွေရှိခဲ့တယ်လို့ကျွန်တော်ရဲ့ရဲဘော်တွေပေါ့နော်ကျွန်တော်တို့ညောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကံပြည်ဘလူးတက်ရဲ့ရဲဘော်ကျွန်တော်တို့6ဦးလည်းအသက်ပေးလှူခဲ့ရတယ်ဗျဒါအပြင်ကျွန်တော်တို့စစ်ကောင်စီရဲ့ကြွတ်မနိုင်ကြည်မီးနဲ့ရှို့ဆိုတဲ့စကားပုံတိုင်းပဲကျွန်တော်တို့ PDF တွေကိုကျွန်တော်တို့ရှင်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိတဲ့အခါမှာအပြစ်မဲ့တဲ့ပြည်သူတွေကိုလည်းသူတို့လက်ဖြတ်ခဲ့ရတွေလည်းရှိရပေါ့နော်အဲဒီတော့ကျွန်တော်အနေနဲ့များစွာလည်းစိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်အနေနဲ့ခုကျွန်တော်အရင်2025ဇန်နဝါရီလတုန်းကပေးခဲ့တဲ့ဂတိတိုင်းပဲကျွန်တော်2026မှာတော်လန်ရေးကို2025တဲ့ပို့ပြီးတော့ကျွန်တော်တက်နိုင်နေမြစူးစမ်းပါမယ်ဗျာကျွန်တော်အနေနဲ့ကတော့ဒီ2026ကတော့စိန်ခေါ်မှုတွေအများကြီးနဲ့ရင်ဆိုင်ရမယ့်နှစ်တည်းနေပါတော့ကျွန်တော်2025မှာကျွန်တော်ပြောခဲ့သူစစ်ကောင်စီကိုတော်လန်ချီမုံမဲ့တက်နိုင်နေမြပါတော့ဒါပေမဲ့ကျွန်တော်2026မှာကျွန်တော်တို့အလုပ်တစ်ခုပို့ပြီးတော့တိုးလာပါတယ်နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ညောင်မြို့နယ်အတွင်းမှာတော်လန်ရေးကိုပုံရေးကြစီရယ် PDF အညီခံပြီးတော့ကျွန်တော်တို့နော်ဓမြတိုက်ပြန်ပြီးဆွဲနေတဲ့အဖွဲ့အစည်းတွေကိုကျွန်တော်တို့အနေနဲ့ထိရောက်အရေးယူဆောင်ရွက်မယ်ဆိုတဲ့ကျွန်တော်တို့အလုပ်တစ်ခုတိုးလာပါတယ် PDF အမိခံဓမြတိုက်ပြန်ပြီးဆွဲနေတဲ့အဖွဲ့အစည်းတွေကိုအမြန်ဆုံးဖမ်းဆီးအရေးယူဆောင်ရွက်နိုင်အောင်ကျွန်တော်တို့အနေနဲ့စူးစမ်းသွားမှာဖြစ်ပါတယ်ဗျာစစ်ကောင်စီကိုလည်းကျွန်တော်တို့2026မှာ2025ထက်ပိုပြီးတော့ကျွန်တော်တို့ဒီဘက်ကတက်နိုင်သမျှအင်အားရှိသမျှနော်လက်နက်အင်အားလူအင်အားနဲ့တက်နိုင်သမျှကျွန်တော်တို့အသက်တွေပေးဆက်ပြီးတော့ကျွန်တော်တို့အနေနဲ့တော်လန်သွားမယ်လို့ကျွန်တော်အနေနဲ့ဂတိပေးပါတယ်ကျွန်တော်ကူစီကပြောရင်ပြောတဲ့အတိုင်းလုပ်ပါတယ်ကျွန်တော်တို့ဒီညောင်မြို့နယ်အတွင်းမှာတော့စစ်ကောင်စီကိုတကယ်တော်လန်ခြင်းနဲ့ဖွဲ့စည်းမြည်သည့်ဖွဲ့စည်းကိုမဆိုကျွန်တော်တို့အနေနဲ့ဖိတ်ခေါ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တော်လန်ရေးကိုအမိခံပြီးကိုကျိုးစီးပွားအတွက်အလုပ်လုပ်မယ်နော်စီးပွားရေးအတွက်တော်လန်ရေးကိုစီးပွားရေးလိုသဘောထားပြီးအလုပ်လုပ်မဲ့အဖွဲ့အစည်းတွေဆိုရင်တော့ကျွန်တော်အနေနဲ့လုံးဝလက်ခံမှာမဟုတ်ပါဘူးပြီးရင်ပြည်သူကိုအနိုင်ကျင့်မဲ့စက်ကြီးတောင်းမဲ့ဆိုတဲ့အဖွဲ့အစည်းမျိုးတွေကိုလည်းကျွန်တော်မျိုးနယ်အတွင်းမှာလုံးဝနေထိုင်ခွင့်ပြုမှာမဟုတ်ပါဘူးများကျွန်တော်တို့စစ်ကိုစစ်နဲ့တူအောင်တိုက်မဲ့အဖွဲ့အစည်းဆိုရင်တော့မြည်သည့်အဖွဲ့အစည်းပဲဖြစ်စေကျွန်တော်တို့မျိုးနယ်အတွင်းမှာပူပေါင်းပြီးကျွန်တော်တို့စစ်ရေးဆောင်ရွက်လို့ရပါတယ်ဗျာကျွန်တော်တို့2025အတွင်းမှာကျွန်တော်တို့တိုက်ပွဲတွေအများကြီးဖော်ဆောင်ခဲ့ပါတော့ကျွန်တော်တို့မဟာမိတ်တွေနဲ့တူကျွန်တော်တို့ညောင်မြို့နယ်အတွင်းမှာတိုက်ပွဲတွေကိုကျွန်တော်တို့ဖော်ဆောင်ခဲ့တယ်အဲ့ဒီအတွက်ကျွန်တော်တို့ကျေးဇူးတင်ထိုက်သူအားလုံးကိုကျွန်တော်ကကျေးဇူးတင်ပါတယ်เนาะအထူးသဖြင့်ကျွန်တော်တို့နဲ့အတူတူစစ်ကောင်စီကိုတော်လန်တိုက်ခိုက်ပေးပါတော့ကျွန်တော်တို့မဟာမိတ်အဖွဲ့များအားလုံးကိုကျွန်တော်ကိုကြီးအနေနဲ့ကျေးဇူးအများကြီးတင်ရှိပါတယ်ဗျာနောက်လဲကျွန်တော်တို့2026မှာလဲကျွန်တော်တို့ညောင်မြို့နယ်ပကဖပကံဘလူးတက်နဲ့အတူကျွန်တော်တို့မဟာမိတ်များအားလုံးကိုအတူရှင်တွဲစည်းလုံးညီညွတ်စွာတိုက်ပွဲတွေအတူဖော်ဆောင်မှုအတွက်လဲကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါတယ်ဗျာညောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးမှာကျွန်တော်အသက်ပေးတော်လန်သွားတဲ့ကျွန်တော်ရဲ့ကြာဆုံးသွားတဲ့ရဲဘော်တွေအားလုံးကိုလည်းကျွန်တော်အနေနဲ့ဦးညွတ်ဂုဏ်ပြုပါတယ်ဒါအပြင်ကျွန်တော်ညောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆိုပြီးတော့ပြည်သူများသိအောင်ပြည်သူများယုံကြည်အောင်ကျွန်တော်တို့ညောင်မြို့နယ်မှာအဓိကနော်ပကံပြည်ဘလူးတက်ရဲ့လို့နာမည်တစ်ခုရဲ့လို့ဖြစ်လာအောင်နော်အဓိကပါဝင်ပေးကြတဲ့အဓိကကိုနိုင်ရတာဝန်ကိုတက်နိုင်တဲ့ဘက်ကထမ်းဆောင်ပေးကြတဲ့ကျွန်တော်တို့ညောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြို့နယ်ဒုတာဝန်ခံရဲဘော်ပန်တာပေါ့နော်ကျွန်တော်တို့ညောင်မြို့နယ်ပကဖရဲ့ကျွန်တော်စစ်ကြောင်းမှုရဲဘော်မုံတိုင်းကျွန်တော်အနေနဲ့ဒီကနေပြီးတော့လဲကျွန်တော်အပြင်မှာလဲကျေးဇူးတင်ပါတယ်ကျွန်တော်ပေးရနေတစင်လဲကျွန်တော်ရဲဘော်ကြီးအားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ညောင်မြို့နယ်ပကဖအတွင်းမှာတာဝန်ထမ်းဆောင်နေကြတဲ့ကျွန်တော်ရဲ့တက်မှုတွေအားလုံးကိုလဲကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ရှိပါတယ်ဒီထက်လဲကျွန်တော်တို့တိုင်းပြည်ရဲ့တာဝန်တွေကိုပို့ပြီးတော့ခြေဝင်အောင်ထမ်းဆောင်နိုင်ပါစေလို့ကျွန်တော်အနေနဲ့တောင်းစုပြုအပ်ပါတယ်ခင်ဗျာတော်လန်ပြည်သူများအားလုံးကျေးဇူးအများကြီးတင်ရှိပါရခင်ဗျာ